ဂျိုဇိမော်ရင်ယိုဟာဇူလိုင်လတွင်မှ Real Madrid နီးပြရာထူးတရားဝင်အကျုံးဝင်လာမှာဖြစ်ပေမဲ့လည်းဗုဒ္ဓဟူးနေ့ကတည်းက Madrid တို့ရောက်ရှိကတာဝန်စတင်ထမ်းဆောင်လာပြီဖြစ်ပါတယ်။ United နဲ့ Chelsea နီးပြဟောင်းဟာတရားဝင်သတင်းစာရှင်းလင်းပွဲမိတ်ဆက်ပွဲတို့မပြုလုပ်ဘဲ Real Madrid နီးပြအဖြစ်စတင်တာဝန်ထမ်းဆောင်လာတာလည်းဖြစ်ပါတယ်။ Sky Sports ရဲ့ဖော်ပြမှုအရ Mourinho ဟာဗုဒ္ဓဟူးနေ့တုန်းက Lisbon မှာ Madrid တို့ရောက်လာခဲ့တာပါ။သူဟာဇူလိုင်လတွင်မှ Real Madrid နဲ့3နှစ်စာချုပ်စတင်အကျုံးဝင်လာမှာဖြစ်ပေမဲ့လည်းစောစောစီစီယာတီတစ်အတွက်ပြင်ဆင်လို့နေတာပါ။သူဟာ Real Madrid လိကျင်ရေးကွင်းသို့ရောက်လာပြီးပြင်ဆင်စရာရှိသမျှကိုပြင်ဆင်မှုပြုလုပ်လာမှာလည်းဖြစ်ပါတယ်။ Real Madrid ဟာနီးပြအာဘီလိုအားနဲ့တရားဝင်လမ်းကွဲလာမှုနဲ့အတူ Mourinho ဟာနီးပြအဖွဲ့ဝင်သစ်9ဦးကိုလည်းသူနဲ့တပါးတည်းခေါ်ဆောင်လာပါမယ်။ Mourinho ဟာ Real Madrid နီးပြရာထူးအားရယူရေးတနင်္ဂနွေနေ့ Real Madrid ဥက္ကဋ္ဌရွေးကောက်ပွဲပြီးဆုံးတဲ့အထိစောင့်ဆိုင်းခဲ့ရတာပါ။ဥက္ကဋ္ဌရွေးကောက်ပွဲမှာ PS ပြန်လည်အနိုင်ရပြီးနောက်ပထမဆုံးလှုပ်ဆောင်ချက်ကတော့ Benfica ကိုနေနာတီ15တန်းပေးပြီး Mourinho ကိုနီးပြတီခန့်လိုက်တာပါပဲ။ Mourinho ရောက်ချင်းပါပဲ Real ပြည်သက်တွေအတွက်အကြီးမားဆုံးလက်ဆောင်တစ်ခုပါလာခဲ့ပါတယ်။အဲ့ဒါကတော့ဘာစီလိုနာနဲ့သတင်းတွေအကြီးအကျယ်ထွက်နေတဲ့ Man City ကျေပွင့်ဘာနာတိုရှိပါကိုခါးသီးပြန်ဖက်ရောက်လက်ထက်ကနေကြားဖြတ်ခေါ်ယူလိုက်တာပါပဲ။နီးပြ Mourinho ကိုတိုင်တိုက်ရိုက်ဖုံးဆက်စီယုံခဲ့တာဖြစ်ပြီးဘာနာတိုကလည်းနှစ်စာချုပ်နဲ့ Madrid ကိုပြောင်းဖို့သဘောတူခဲ့တာပါ။ဘာနာတိုဟာဒီနေ့မှ Real ရဲ့တတိယမြောက်ခေါ်ယူမှုဖြစ်လာခဲ့ပါပြီ။ဒီပြောင်းရွှေ့မှုမတိုင်ခင် Real အသင်းဟာ Benfica မှ Alvaro Carreras အပါအဝင်ပြီးခဲ့တဲ့ရာသီကအငွားလာရောက်ကစားခဲ့တဲ့ Franco Mastantano ကိုအပိဓာခေါ်ယူနိုင်ခဲ့ပါသည်။ကဲ Mourinho နဲ့ Bernardo Silva တို့ပေါင်းစပ်သွားတဲ့ Real Madrid ရဲ့ခေတ်သစ်ကိုသူငယ်ချင်းတို့တော့ဘယ်လိုမြင်ကြလဲ။ Comment မှာဝင်ရောက်ဆွေးနွေးပေးခဲ့ကြပါအောင်ခင်ဗျာ။